ရွှင်ကျော်အိဆာတရားမိဒီစေခိုင်းတော်ခိုင်းမြတ်ကြီးပညာအားခံယူထားကြသောပညာညီကိုမောင်နှမများနဲ့တကွမိတ်ဆွေများအလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်ဒီနေ့ဝေမျှပေးသွားမယ့်အကြောင်းအရာလေးကတော့ဆရာနတ်စီရေးသားပြုစုထားသောရွှင်ကျော်အိဆာတရားမိဒီစေခိုင်းတော်ခိုင်းမြတ်ကြီးနဲ့သက်ဆိုင်သည့်ဘဟုတုတစာသူများမှနံပါတ်50မေစေတန်းကလွမ်းပုံမြင့်ဆိုတဲ့အကြောင်းအရာလေးကိုဝေမျှပေးသွားမှာပဲဖြစ်ပါတယ်ခင်ဗျာမေစေတန်းကလွမ်းပုံမြင့်မန္တလေးမြို့နှင့်လွန်စွာမဝေးလှသည့်အရက်ဒေသတစ်ခု၌အတန်ငယ်ကြီးမားသည့်အင်ဂျီတအင်ရှိထိုအင်ဂျီသည်ရှင်းမြမာမင်းများလက်ထက်ကလေးကတည်ရှိခဲ့သောတမိုင်းဝင်အင်ဂျီတအင်လည်းဖြစ်၏ထိုအင်ဂျီအင်းမောင်ပတ်လည်၌တမမကြီးမေစေကုတ်ကိုအစရှိသောအညာဒေသ၏တစ်ကြီးတစ်ငယ်တို့သည်အစီအည်ဖြင့်အုပ်ဆိုင်လျက်ရှိကြ၏မိုးရင်ချိန်ဝါသူဝါကောင်ကာလများတွင်ထိုအင်းကြီး၌မိုးရေများမြစ်ရေများသည်အင်းမောင်ကျော်လူမတက်ပြည့်နှက်လေရှိပြီးနှွေခါပူပြင်း၆သေးသည့်ကာလများ၌အင်းရေများသည်ခန်း၆လူမတက်ညော်နေသွားလေရှိထိုအင်းကြီးနှင့်များစွာမဝေးကွာသောနေရာ၌အင်းကြီးအနေငယ်သာရှိသောရွာငယ်ကလေးတစ်ရွာရှိလေ၏ထိုရွာလေး၌ရေစင်ဆက်ကပင်စိုက်ပျိုးခဲ့ဟန်ရှိသောမဲစေပင်များအမြောက်အများရှိသည်ဖြစ်ရာရွာ၏မူရင်းအမည်ရှိသောညာထိုရွာကလေးအားမဲစေတန်းဟုသာအလွယ်တကူခေါ်ဆိုကြလေ၏ထိုမဲစေတန်း၌မမဲစာဟုသောအမျိုးသမီးတဦးရှိခဲ့ဘူး၏မမဲစာ၏မိခင်ဖခင်နှစ်ဦးစလုံးသည်မဲစေတန်းသာမဲစေတန်းသူများပင်ဖြစ်တော်လေမမဲစာအားစကိုင်းတိုင်းမဲစာတောင်ကြီးနီးတွင်ဝေးဖွားခဲ့သည်ကိုအကြောင်းပြု၍မမဲစာဟုအမည်တညာမှဲ့ခေါ်ခဲ့ခြင်းဖြစ်လေ၏မမဲစာသည်နာမည်နှင့်လိုက်ဖက်အောင်ပင်အသားညို၏အသားညိုပင်ညိုသောညာလေအညာသူပြပြကိုခန္ဓာအချိုးစစ်တောင်တင်၏မျက်လုံးမျက်စံပေါက်ပါ၏ဆွဲမဲ့ဖွယ်ရုပ်စင်လေရှိသည်ဖြစ်ရာမမဲစာသည်ညိုကြောချောသည့်မိမလာတဦးဟုဆိုရမည်ဖြစ်၏မမဲစာသည်ရွာ၏အလှပကြီးများသာရွေးချယ်တတ်မှတ်ခြင်းခံရသည့်ဝမ်းတောင်ကိုင်းတဦးမဟုတ်တော့လေသူမ၏ဆွဲမဲ့ဖွယ်မျက်လုံးမျက်စံနှင့်တက်မဲ့ဖွယ်ကိုခန္ဓာကောက်ကြောင်းများကြောင့်ဝမ်းတောင်ကိုင်းပန်းတောင်ကိုင်းမိမလာလေးများထပ်ပင်ပို၍ရေပန်းစား၏ပို၍နာမည်ကြီး၏မဲစရန်ရှိကာလာသားတို့သည်မမဲစာအားပူပန်းကြ၏မမဲစာ၏အချစ်ကိုရရှိရန်ကြိုးစားကြ၏မဲစရန်မှကာလာသားများသာမကမဲစရန်အနီးနားရှိရွာနီးချုပ်ဆံမှလူပြိုကာလာသားအများစုသည်ပင်မမဲစာ၏နှလုံးသားအားပိုင်ဆိုးရရှိနိုင်ရန်ဤပေါင်းစုံဖြင့်ကြိုးပမ်းကြလေ၏ထိုကျေးရွာအုပ်စုတစ်ဝိုက်သို့ရန်ဖန်ရခါရောက်လာတတ်သောအမတော်ကြီးအရာရှိများရာဇဝဲအုံများနေပိုင်လေးများသည်မမဲစာအားမြင်ပြီးသည့်နောက်ချင်းကပ်လေရှိကြ၏ဂျာကန်အောင်သွေတော်များဖြင့်စီယုံလေရှိကြသည်ကြီးဖြစ်လေ၏ဤသို့ဖြင့်မဲစရန်မှမမဲစာကလေးသည်ထိုခေတ်ထိုအခါကထိုအနီးနားရှိကာလာသားတို့ဗဇက်ဖျား၌ညိုကြောလေးဟူ၍၎င်းမဲစရန်ကမညိုကြောဟူ၍၎င်းလွန်စွာရေပန်းစားသည့်အဖြစ်သို့ရောက်ရှိခဲ့လေ၏သူမအားချင်းကပ်လာသမျှပုရိသတို့အားအချစ်ရေးတွေအိမ်တော်ရေးတွေမမဲစာစိတ်မကူသေးပါဘူးရှင်းဟု၍အလိမ္မာပါနစွာညင်းပယ်တတ်သည်ဖြစ်ရာမမဲစာအားချင်းကပ်ကြသူအပေါင်းတို့သည်ပို၍ပင်မချင်မရဲဖြစ်ကြရလေ၏တနေ့တ၌မဲစရန်ရွာကလေးသို့အသက်30ဝန်းကျင်ခန့်လူစိမ်းဧည့်သည်2ဦးရောက်လာခဲ့၏ထိုလူစိမ်းဧည့်သည်2ဦးသည်မဲစရန်ရှိအခုဒီသောရွာဦးဘုံကြီးကျောင်းမှကျောင်းတိုင်းဆရာတော်၏ဖိတ်ကြားချက်အရရောက်လာကြခြင်းဟုသိရ၏မြန်မာပြည်၌လူသည်များ၍ပယောဂကုသရ၌အထူးထင်ရှားသောရွှေညုံအိဆာတရားမဟိတိစေကိုင်းဝင်အထက်လန်းဆရာ2ယောက်ဟုဆရာတော်မှဆို၏အထက်လန်းဆရာ2ယောက်ဟုဆိုသည့်တိုင်တဦးသည်ဆရာဖြစ်၍ကြံတဦးမှာ၎င်း၏ပညာသင်တပည့်တဦးဟုသိရလေ၏ဆရာဖြစ်သူအထက်လန်းဆရာလေးသည်ရုပ်ရည်ပြေပြေ၏ပယောဂကုဆရာပြီးပြီးအပြောဆိုတွေ့ဆက်ဆံရေးကောင်း၏ပယောဂမကုသမီစမ်းတက်ရ၌စိစက်သေးကြ၏ပယောဂဖြစ်နေသည့်လူနာများအားကုသရ၌ကျွမ်းကျင်လိမ္မာ၏ထို့အပြင်၎င်းခံယူထားသည့်အဘဘိုးတော်ဟန်၏ရွှေညောပညာသည်ပယောဂဝေဒနာမိစ္ဆာအတိုက်များအားရှင်းလင်းဖယ်ရှားရ၌လွန်စွာစွမ်းထက်သည်ဖြစ်ရာလာရောက်ကုသကြသည့်လူနာများသည်ပျောက်ကင်းသက်သာကြသည်ကြီးဖြစ်လေ၏ထိုအထက်လန်းဆရာလေးဂုံတရင်သည်မေစေတန်းသာမကရွာနီးချုပ်ဆက်ရှိအခြားရွာများသို့တိုင်နေချင်းညာချင်းပြန့်နှံ့သွားလေ၏
အထလန်းဆရာ၏အမိမှာကိုမြင့်ဖြစ်တော်လေမဲသရန်ရွာဦးကျောင်းဆရာတော်ကြီးမှဆရာလေးကိုမြင့်ဟုခေါ်သည်ကိုအကြောင်းပြု၍အခြားသူများမှလည်းဆရာလေးကိုမြင့်ဟုပင်ခေါ်ဝေါ်ကြလေ၏ဆရာလေးကိုမြင့်သည်ပယောဂစမ်းတရာ၌စိစက်သေးကြ၍ပယောဂကုတရာ၌ကျွမ်းကျင်လိမ္မာလှသည့်တိုင်လက်ကောင်း၏အားနည်းချက်အချို့ရှိနေ၏ပယောဂကုတရာ၌ပြူစားသူအဆွဲသည်လူနာ၏ကိုယ်ခန္ဓာသို့ဝင်ရောက်လာတတ်၏ဝင်ပူးလာတတ်၏ထို့သောဝင်ပူးလာတတ်သောအောက်လံစုံကဝေရွာသူအစိမ့်တရေဥစ္စာဆောင်အဆရှိသူတို့အားဆရာလေးကိုမြင့်သည်မှညမတာဆုံးမလေးရှိကောင်းမာ၍အာခန္ဓာသောအဆွဲမျိုးအားကြောက်လန့်စေရန်အလျှော့ပေးစေရန်အရှုံးပေး၍ပြူစားထားသမျှဆက်အပင်တို့အားပြန်လဲထုတ်သွားစေရန်အတွက်နာကျင်အောင်နှိပ်စက်ဆုံးမရခြင်းသည်ပယောဂကုသခြင်း၏အစိတ်အပိုင်းတစ်ခုဖြစ်၏သို့သောကိုရီလက်ရောက်ရိုက်နှက်ရခြင်းမျိုးမဟုတ်ပေကျိုးပိုင်းချင်းပိုင်းဓာပိုင်နဂကလုံးဂုံမှန်ရက်ခဂန္ဓပအစရှိသောသက်ဆိုင်ရာပညာဆောင်များအားနှုတ်ဖြင့်စီကိုင်း၍နာကျင်အောင်ဆုံးမရခြင်းသာဖြစ်လေ၏တို့ရာတွင်ဆရာလေးကိုမြင့်သည်ပယောဂကုသသည့်အခါတိုင်းဝင်လာသည့်အဆွဲများအားရက်ရက်ဆက်ဆက်နှိပ်စက်လေရှိထို့သောနှိပ်စက်ရခြင်းအားဂုံယူ၏ပီတိဖြစ်၏သက်ဆိုင်ရာပညာဆောင်များအားနှုတ်ဖြင့်စီခိုင်း၍ဆုံးမခိုင်းရခြင်းကိုပင်စိတ်မကြည်နပ်နိုင်ပဲ၎င်းကိုယ်တိုင်ကိုရီလက်ရောက်ရိုက်နှက်ကုသခြင်းကိုအမြဲလိုပြုလုပ်လေရှိကျုပ်ဆိုတဲ့ကောင်ကမိစ္ဆာဆိုရင်ဘယ်မိစ္ဆာကိုမှကြည့်လို့ရတာမဟုတ်ဘူးစိတ်လည်းမရှိဘူးသူတစ်ပါးကိုပြူစားတဲ့ဟာတွေမှတ်သွားအောင်တိတ်လိုက်ရမှကျုပ်ကကြည်နပ်တာဟုဂုံယူဝင်ကြွားစွာပြောတတ်လေ၏ရွာဦးကျောင်းဆရာတော်ကြီးကမူလိုအပ်လို့နာကျင်အောင်ဆုံးမတာမျိုးကငရဲပြည်ကငရဲတိုင်းတွေမှာလည်းရှိတာပဲသို့တော့အထလန်းဆရာတယောက်အနေနဲ့လိုအပ်တာတဲ့ပို့ပြီးအနိုင်ကျင့်နှိပ်စက်တာမျိုးတော့မလုပ်ရဘူးမိစ္ဆာဆိုတာမျိုးကအညိုးထားတတ်တဲ့တကားဟု၍ခက်ပြက်ပြက်သတိပေးတော်မူ၏သို့သောဆရာလေးကိုမြင့်သည်လက်ကောင်းကုသရသည့်အစွဲတိုင်းအားမှညမတာရက်ရက်ဆက်ဆက်နှိပ်စက်မြင်နှိပ်စက်ကကုသနေလေ၏တခါတွင်မဲစရန်ရွာသူတယောက်၌ဥစ္စာဆောင်ဆွဲတိုက်ဆွဲမိ၏ဆရာလေးကိုမြင့်မှဆွဲရင်အားခေါ်သွင်းရာနှောက်ယှက်ထားသည့်တိုက်ဆွဲသည်ဝင်ပူးလာ၏တိုက်ဆွဲတို့၏ထုံးစံအတိုင်းရုံရင်ကြမ်းတမ်းခြင်းမရှိဘဲအပျော်ဆွဲဖြင့်ဆရာအားကြည်ကြ၏တငုံငိုတီဖြင့်ညင်းဆန်၏တောင်းပန်၏သို့သောအဆွဲအားနှိပ်စက်ခြင်းမှု၌မွေးထုံလေးရှိသောဆရာလေးကိုမြင့်သည်ထိုတိုက်ဆွဲအားမလိုအပ်ဖဲနှင့်မိကုံရန်ကုန်လက်ဆွမ်းပြနှိပ်စက်လေးရာအဆွဲသည်နာကျင်ခြင်းဝေဒနာအားဖြတ်ဖြတ်လူအောင်ခံစားရလေ၏ထိုအချိန်တွင်လူနာ၏ရိုးရာနှက်ဖြစ်သောမြင်းဖြူရှင်နှက်သည်ရုတ်တရက်ဝင်ပူးလာပြီးနောက်ဘယ်လိုဆရာလဲအထလန်းပညာယူထားပြီးနှိပ်စက်ခြင်းတိုင်းနှိပ်စက်နေလို့ဖြစ်မလားကွာမလိုအပ်ဖဲအလွန်အမင်းနှိပ်စက်တာတွေရက်တန်းကရပ်ပြီးတော့မဟုတ်ရင်ဂိုင်းတန်ထိတော့မယ်မင်းမတရားအနိုင်ကျင့်နှိပ်စက်ထားတဲ့အောက်လန်းပညာသည်တွေကမင်းအလစ်ကိုစောင့်နေပြီမင်းကိုအလစ်ချောင်းနေပြီဆိုတာငါကမနေနိုင်မထိုင်နိုင်နဲ့လာသတိပေးရတာပဲအထက်ပညာနဲ့ကုတဲ့အခါအထက်ဆရာပြီးတော့အောင်မြစ်တာနဲ့ရှင်ပြီးကုမှဘောဟုမကြည်မချမ်းပြောလေ၏မြင်းဖြူရှင်၌စကားကြောင့်ဆရာလေးကိုမြင့်သည်မျက်စိမျက်နှာကွက်ကနေပြတ်သွား၏သို့သောမသိကြိုးကြုံပြုကအခုလိုလာသတိပေးတာလေးစားပါရဲ့မြင်းဖြူရှင်နတ်ကြီးရေကျုပ်လည်းမိစ္ဆာဆိုရင်ဘယ်လိုမိစ္ဆာမျိုးမှမှန်ညာတဘူးပြဟဲ့ဆိုင်ရာကဘာလုပ်နေတာလဲမဆိုင်တဲ့သူဝင်မလာစေနဲ့စွဲရင်သာရှိနေပါစေဟုကြံငင်အားလက်ကောင်းလက်ဝါးဖြင့်အုံငနေရိုက်ကအမိတ်ပြန်လိုက်သည်ဖြစ်ရာမြင်းဖြူရှင်နှက်သည်မကြည်မချမ်းဖြင့်ပြန်ထွက်သွားတော့၏မဲစရန်ရွာလေးသို့ဆရာလေးကိုမြင့်ရောက်နေခဲ့သည်မှာရက်ပေါင်း90ခန့်ကြာမြင့်ခဲ့ပြီဖြစ်၏ဆရာလေးကိုမြင့်ဂုံတရင်သည်မဲစရန်သာမကရွာနီးချုပ်ဆက်ပါမချမ်းအောင်ကြော်ကြားနေသည်ဖြစ်ရာဆရာလေးကိုမြင့်ပယောဂကုသပေးရသို့မမဲစာသည်လာရောက်လေ့လာ၏အစပထမ၌မယုံမကြည်ဖြင့်လာရောက်လေ့လာခြင်းဖြစ်၏ထို့နောက်တရက်ချာနှစ်ရက်ချာလာရောက်ကြည့်ရှု၏ထို့သို့ကြည့်ရှုရင်းဖြင့်၎င်းတို့နှစ်ဦးသည်ရင်းနှီးစွာပြုလာ၏အကြည်ချင်းစုံလာတတ်၏အစကနဦး၌မတော်တဆတိုက်ဆိုင်၍အကြည်ချင်းစုံညာခြင်းဖြစ်တော်လဲရဲအနေငယ်ကြာပြီးသည့်နောက်တဦးနှင့်တဦးသည်မကြာခဏမဟုတ်တော့ပဲခဏခဏဟုဆိုရလောက်အောင်အကြည်ချင်းစုံလာတော့၏ထို့နောက်၎င်းတို့နှစ်ဦးသည်တယောက်နှင့်တယောက်မျက်စိအောက်မှအပြောက်မခံနိုင်သည့်ချစ်သူတို့ဘဝသို့ရောက်သွားကြလေ၏ဧည့်သည်ဆရာလေးနှင့်မဲစရန်၏ဆွဲမဲ့ဖွဲအလှပကင်းမှလေ
မှတ်မဲစာတို့ချစ်ကြိုက်သွားကြသည့်သတင်းသည်တောမီပမာပြန့်နှံ့သွားလေ၏မှတ်မဲစာအားပိုင်ဆိုင်ခွင့်ရရှိရန်အချိန်ကာလများစွာစောင့်ဆိုင်းခဲ့ရသောလူပြိုကာလာသားတို့သည်တောက်တစ်ခေါက်ဖြင့်ကြိတ်မနိုင်ခဲမရဖြစ်ကြရလေ၏မှတ်မဲစာအားပိုင်ဆိုင်ခွင့်ရရှိရန်အချိန်ကာလများစွာစောင့်ဆိုင်းခဲ့ရသောလူပြိုကာလာသားတို့သည်တောက်တစ်ခေါက်ဖြင့်ကြိတ်မနိုင်ခဲမရဖြစ်ကြရလေ၏မမဲစာလေးနှင့်ကြိုင်ဖက်မဲစေတံအပြိုတတိုက်ကမူမြို့သားကိုယုံမှတ်လို့ပုံအပ်ရင်တော့မဲစာမတို့ဒုက္ခလှလှတွေ့ရကြည်သေးဟုအချင်းချင်းအတင်းစကားပြောဆိုကြလေ၏ဤသို့ပင်ဆိုစေကမူဆရာလေးကိုမြင့်နှင့်မမဲစာတို့ချစ်သူနှစ်ဦးသည်တဦးနှင့်တဦးမိုးမမြင်လေးမမြင်ချစ်ခင်ဆုံးမက်ကလက်ထပ်ဖို့ပင်စီစဉ်ခဲ့ကြပြီဖြစ်၏မဲစတန်းရွာလေးသည်ပင်ကိုအဖြစ်တိတ်ဆိတ်သောရွာလေးဖြစ်အေးချမ်းသောရွာလေးသာဖြစ်တို့ရာတွင်ထိုရပိုင်းအတွင်း၌ပုံမှန်မဟုတ်သောမြင်ကွင်းများအားမဲစတန်း၌မြင်တွေ့ရ၏ဖြစ်လေဖြစ်တာမရှိခဲ့သောအကြောင်းအရာများအားဖြစ်ပေါ်လာ၏ညအခါများတွင်မဲစတန်းတုတ်တံဘက်မှထိတ်လန့်ပွဲညင်ညူသံများခတ်တဲ့ကြားရလာ၏ဆွဲဆွဲငင်းငင်းဦးလိုက်သောခွေးဥသံများအားအဆက်မပြတ်ကြားရလာ၏အိမ်ဆောင်ခွေးများသည်အမီးကုတ်လျက်တည်ကြီးကကြောင်ကြိုကြောင်ကြားသို့တိုးဝင်သည်ကိုမြင်တွေ့ကြရ၏ရွာစွန်ကိုင်းပြတ်တော်များ၌မီးဆုံးတောင်များပုံမသည်တို့ပြန်ဝဲနေသည်ကိုလည်းထိတ်လန့်ပွဲတွေ့လာကြရ၏ဤသို့ဖြင့်တခုသောညနေခင်းတွင်ရွာနှင့်မလှမ်းမကမ်းရှိမဲစေပင်အောက်၌ပုံလျက်သားလဲကျနေသောမတ်မဲစာအားတွေ့ကြရလေ၏ကိုင်းခုတ်ရာမှပြန်လာကြသောကိုင်းခုတ်သမားများမှတွေ့ရှိခဲ့ကြခြင်းဖြစ်၏၎င်းတို့စတွေ့သည့်အချိန်ကလေးကမတ်မဲစာသည်အသက်မရှိတော့ဟုဆိုကြ၏မတ်မဲစာသေးပြီဟုသောသတင်းသည်ချက်ချင်းဆိုသလိုပင်ပြန့်နှံ့သွားလေ၏မတ်မဲစာသည်တကူလုံးပြာနှမ်းလျက်ပါးစပ်မှအမြုပ်တစီစီထွက်လျက်သေဆုံးသွားခြင်းဖြစ်၏ထို့ကြောင့်မွေကိုက်ခံရသည်ဟုယူဆလျက်ခန္ဓာကိုယ်အနှံ့ရှာဖွေကြတော့လေမြည်သည့်မွေကိုက်တန်ရာမှမတွေ့ရဟုဆို၏အညာဒေသ၏ဓလေ့ထုံးစံအရရွာပြင်၌သေဆုံးသူအားရွာတွင်းသို့ပြန်သေးရုံမရှိသည်ဖြစ်ရာမတ်မဲစာ၏ရုပ်အလောင်းအားသူမသေဆုံးသည့်မဲစေပင်အောက်တွင်အခေါင်းထဲထည့်၍လေးတိုင်စင်ပေါ်တွင်တင်ထားကြလေ၏မတ်မဲစာအားတွေ့ရှိသည့်အချိန်၌ပယောဂဆရာလေးကိုမြင့်သည်မဲစေတန်းနှင့်မှလမ်းမကန့်ရှိရွာလေးတစ်ရွာ၌ပယောဂကုသပေးရန်ရောက်ရှိနေခြင်းဖြစ်၏မတ်မဲစာတွေ့ရှိသည့်သတင်းသည်ဆရာလေးကိုမြင့်ပယောဂကုသပေးနေသည့်ရွာလေးသို့ရောက်လာသည်ဖြစ်ရာဆရာလေးကိုမြင့်သည်ကုသရန်ကြံရှိနေသောလူနာများတပိဖြစ်သူထံလွှဲခဲ့ပြီးနောက်မတ်မဲစာရှိရာမဲစေတန်းသို့အပြည့်အလွှားပြန်လာခဲ့လေ၏ဆရာလေးကိုမြင့်သည်မတ်မဲစာ၏အလောင်းအားတစိမ့်စိမ့်ကြည့်လျက်ရှိုက်ကြီးတငင်ငိုကြွေးရှာ၏ယူကျုံမရစိတ်ဖြင့်အကောင်းတွင်သို့လက်သွင်းကအလောင်း၏အထက်ပိုင်းအားထွေးပွေလျက်ငိုကြွေးသည်ဖြစ်ရာမြင်ရသူအပေါင်းသည်စိတ်ထိခိုက်ကြေကွဲကြရလေ၏ထို့သောငိုကြွေးရင်ဖြင့်ဆရာလေးကိုမြင့်သည်ရုတ်တရက်ကြီးလမ်းခွဲရပါပြီမတ်မဲစာရဲ့ဘယ်လိုကြမှာဝှကြွေးကများအခုလိုလှုပ်ရက်လိုက်တာတဲ့လေကိုမြင့်နှလုံးရင်တစ်ခုလုံးကြေကွဲရပါပြီမဲစာရည်ဟုရေရွတ်နေလေ၏ဆရာလေးကိုမြင့်သည်ထို့သို့ရေရွတ်နေလျက်မှပင်မတ်မဲစာ၏မျက်နှာပြင်အားအသေးချာကြည့်လျက်မျက်မှောင်ကျုံသွားပြီးနောက်တေတာကဖြင့်မကြသေးဘူးမျက်နှာအသားရည်ကပြာနှမ်းနေပါလားဗဇက်ထဲကလည်းအမြုပ်တွေအခုထိထွက်နေတော့ဒါဟာသွေးရိုးသားရိုးသေးတာမဖြစ်နိုင်ဘူးအစိတ်မိတာလားအစိတ်ထိတာနဲ့တူလိုက်တာဖះမတ်မဲစာပိုးထီတာဖြစ်မယ်ဟုတီးတိုးရေရွတ်လျက်အနားတွင်ရှိသောမတ်မဲစာ၏မိသားစုများအားအခေါင်းထဲမထည့်ခင်မတ်မဲစာရဲ့ခြေထောက်တွေတေချာကြည့်လိုက်ကြလားအနီးအနားမှာရောမွေတွေ့လိုက်ကြလားဒါပိုးထီတာဗျပိုးထီပြီးမွေစိတ်ကြောင့်ဖြစ်ရတာဟုပြောဆိုမေးမြန်းလိုက်လေ၏ထိုအခါမတ်မဲစာ၏မိသားစုဝင်တွေမှတို့လေအဲ့ဒါလိုယူဆလို့တေးသေးချာချာရှာကြည့်ပါသေးတယ်ဆရာလေးရဲ့ဘာဆိုဘာမှမတွေ့ရပါဘူးကွယ်ဟုငိုတန်ကြီးဖြင့်ရှင်းပြရှာ၏ဆရာလေးကိုမြင့်သည်ထိုအဖြစ်အားလက်မခံနိုင်သည့်အလားလက်ကောင်း၏ဦးကောင်းအားခါရမ်းလျက်ဥတောင်းညိုပြလက်ရာကခဲသားရွှေကဲလက်ဝဲကခဲလွဲ၍လာမူတိုက်မွေဟူ၏တဲ့တနင်္ဂနွေစနေအင်္ဂါနဲ့ကြာသာပတေးနေ့တွေမှာမွေကိုက်ရင်လူရဲ့လက်ရဘက်ကိုကိုက်တတ်တယ်တောက်ကြဗုဒ္ဓဟူတနင်္လာနေ့တွေမှာဆိုလူရဲ့လက်ဝဲဘက်ကိုကိုက်လေရှိတယ်လို့ဆိုထားတာပဲဟုတီတိုရွတ်ဆိုလိုက်ပြီးလျင်အခေါင်အားစက္ကနဲမှကမတ်မဲစာ၏ခန္ဓာကိုယ်လက်ဝဲလက်ရာနှစ်ဖက်စလုံးလိုက်ကြည့်လိုက်၏ထို့သောရှားဖွေတော်လဲမြည်သည့်ဒဏ်ရာမှမတွေ့ရသည့်အခါလွဲ၍လာမူတိုက်မွေးလို့ဆိုထားတာပဲဟုထ
ထမှန်ရည်ရွတ်လျက်ရင်ဘတ်ဝမ်းပိုက်ကြောခတင်မနေရတို့အားမမဲစာအလောင်းနှင့်ဝစ်ထားသောအဝတ်အစားများကိုလှန်တင်ကာရှာကြည့်ပြန်၏ထို့သောပိုက်စိတ်တိုက်ရှာသည့်တိုင်းမွေးဆွဲရအားမတွေ့ရသဖြင့်ဆရာလေးကိုမြင့်သည်စဉ်းစားရကြက်သွားလေ၏ဆရာလေးကိုမြင့်သည်မျက်ရည်များတတွေတွေကျနေလျက်မှပင်အောင်ဆန်မြတ်သူအဖိုးယူကြော်လှရဲ့သူအမယူတဲ့တနင်္ဂနွေဗုဒ္ဓဦးနှင့်စနေနေ့တွေကြိုက်ရင်မွေမှာပဲသူဟာသူအထီးဖြစ်ဖြစ်အမဖြစ်ဖြစ်မွေကြိုက်ရင်တော့မွေစိတ်တက်မှာပဲဘယ်နေရာကိုများကြိုက်သွားတာပါလိမ့်ဟုရေရွတ်လိုက်ပြီးနောက်ရဝပါရီစန္ဒယာဒုမှာဘေးမှာပစစ်ဗုဒ္ဓစက္ခုံကုရုရင်ဝပေါက်ကြာထိတ်မှာတောရီမြက်ခုံအစိတ်နေယိုထုံးနဲ့အစိတ်ရှိနေတတ်တဲ့နေရာတွေကိုပြောပြထားတာပဲဟု၎င်းဘာသာရေရွတ်လျက်စဉ်းစားလိုက်ပြန်၏တပန်ဆရာလေးကိုမြင့်သည်မျက်မှောင်ကျုပ်ကစဉ်းစားလျက်ပြီးတော့မွေးဆွဲရေးတွက်တာကတိယောင်ဧကကျမတွေဘုံစီမနောတယောဒန္တာလို့ဆိုထားပြန်တယ်ပြီးတော့မွေကြိုက်ခံရတဲ့နေရာကိုလက်နဲ့စမ်းကြည့်လို့အေးမြနေရင်မွေဝေခန့်တွင်တွင်ငွေလာရင်မွေဟောင်းတရှိန်ရှိန်ပူနေရင်တက်တူပင့်ကူဖပြုတ်ကင်းမီကောင်းလို့ဆရာတော်ဥဝိနာလင်္ကာရသိဋ္ဌိရဲ့ကုတုံကျန်ထဲမှာဆိုခဲ့တာပဲကျုပ်ရဲ့မမဲစားလေးကိုဘယ်လိုမွေမျိုးကဘယ်နေရာကိုများကြိုက်လိုက်တာပါလိမ့်စဉ်းစားရခက်လက်ပါပြီမမဲစားရေးဟူ၍မချစ်တင်ငယ်တန်ကြီးဖြင့်ညီညူကငိုရှိုက်နေလေတော့၏ထို့နောက်ဆရာလေးကိုမြင့်သည်တသွင်သွင်စီးဆင်းနေသောမျက်ရည်များကိုတုပ်လိုက်ပြီးနောက်အရေးကြုံရင်တက်လုံကောင်းရမယ်ဆိုတဲ့ဆိုရိုစကားရှိတာပဲငါရဲ့ပညာဟာငါရဲ့တက်လုံပဲငါရဲ့သစ္စာဟာငါရဲ့တက်လုံပဲဟုစဉ်းစားမိလေ၏ထို့သောစဉ်းစားမိလိုက်သည့်အခါဆရာလေးကိုမြင့်နှလုံးအိမ်၌အာအင်းများတိုးပွားလာ၏ရောက်ရက်ခန့်နေသောစိတ်အလျင်သည်ရုတ်ချီတည်ငြိမ်လာ၏ဆရာလေးကိုမြင့်နားနှစ်ဖက်၌ဆရာလေးမင်းမတရားနိုင်ကျင့်နှိပ်စက်ထားတဲ့အောက်လန်းပညာသည်တွေကမင်းအလေးကိုချောင်းနေပြီဟု၍မြင်းဖြူရှင်နှင့်သတိပေးခဲ့သည့်စကားအားပြန်လဲကြားရောက်လာ၏ဆရာလေးကိုမြင့်သည်အတီအားစူးစီးလျက်မမဲစာ၏စံစအချို့အားလက်ဖြင့်ဆွဲနှုတ်ကြည့်ရာအလွယ်တကူပြုတ်ထွက်မလာပဲတင်းနေကြောင်းတွေ့ရ၏တပံတိတ်ကိုင်းကြောင်းငယ်တစ်ခုဖြင့်မမဲစာ၏လက်ဖြင့်အားခက်ဆက်ဆက်ရိုက်ကြည့်ရာထိသွားသည့်နေရာ၌သွေးရောင်တန်းသွားသည့်အားမြင်လိုက်ရပြန်၏ထို့ပြင်မမဲစာ၏ခန္ဓာကိုယ်သည်လူသေးကောင်းများကဲ့သို့အေးဆက်တောင်းနေခြင်းမရှိဘဲခန္ဓာတွေဖြစ်နေစေဖြစ်ကြောင်းသိရသောအခါဆရာလေးကိုမြင့်မျက်နှာသည်ဝင်းကနေလက်ကနေဖြစ်သွားလေ၏ထို့ကြောင့်အဘဆရာတော်ကြီးများနှင့်နမင်းကြီးလေးပါးအားလက်အုပ်ချီကပင့်ဖိတ်လိုက်ပြီးလျှင်မမဲစာ၏နှစ်ဖူးနှစ်ယောက်ဆက်အားအမိန့်ပြန်၍လက်ဖမိုးဖြင့်ခက်ဆက်ဆက်ရိုက်ကာအပထုတ်လိုက်၏ထို့နောက်ရေတစ်ခွက်ယူကာသစ္စာဆို၍မွေစိတ်ချရေးစဉ်အဖြစ်တောင်းခံ၏ထိုရေးစဉ်ဖြင့်ခြေတုပ်တိုင်းပတ်ဖြန်းပေးရာအခေါင်တွင်ရောက်နေပြီဖြစ်သည့်မမဲစာ၏ခန္ဓာကိုယ်သည်လူးလွန်လှုပ်ရှားလာသည်ကိုအံ့ဩဝေမြင်တွေ့ရလေ၏ဆရာလေးကိုမြင့်သည်အားတက်သွားလျက်မမဲစာ၏ငယ်တဲ့နေရာအားဘဲဘက်လက်ဖမိုးဖြင့်အုပ်လျက်အမိန့်ပြန်လေ၏ထိုအခါဆရာလေးကိုမြင့်လက်ဖွားအောက်၌လှုပ်လှုပ်ရောရဖြင့်လက်စုံတစ်ခုရှိနေတကဲ့သို့ခံစားလာရသဖြင့်ထိုနေရာအားကြည့်လိုက်ရာမွေးဆွဲတဲ့ချောင်းသည်မွေအကိုက်ခံရသည့်ငယ်တဲ့နေရာမှတိုးထွက်နေခြင်းဖြစ်ကြောင်းတွေ့ရလေ၏မွေသည်တစ်ပြန်ပေါ်မှနေ၍မမဲစာ၏ငယ်တဲ့နေရာအားပေါက်ခဲ့ခြင်းဖြစ်၏မမဲစာသည်သပင်အောင်ထူသောမိန်းကလေးဖြစ်သဖြင့်မွေကပ်ရအားဆရာလေးကိုမြင့်သည်စိတ်ကိုတည်ငြိမ်အောင်ပြု၍ထိုအဆွေအားဖယ်ရှားပြီးနောက်အမိန့်ပြန်၍မွေစိမ်များဖယ်ရှားလိုက်ရာသေဆုံးမြေထင်ဖြင့်အခေါင်ထဲထဲထားခံရသည့်မမဲစာလေးသည်ရေးစားတယ်ရေပေးပါရေပေးကြပါရှင့်ဟုပြောဆိုလျက်ပြန်လေတရိယလာလေ၏ဆရာလေးကိုမြင့်သည်လွန်စွာအားရကျေနပ်ခြင်းဖြစ်ကာလက်သီးလက်မောင်းတန်းလျက်အဘဆရာတော်ကြီးတို့ရဲ့ပညာကွာအဘဘိုးတော်ဟန်ရဲ့ရွှေညော်အစွမ်းကွာဟုကြက်သီးထဝဲဟစ်ကြွေးလိုက်လေ၏အနားတွင်ရှိနေသောမမဲစာ၏မိသားစုများနှင့်မဲစတန်းရွာသူရွာသားများသည်ဆရာလေးကိုမြင့်၏ရွှေညော်အိဆာတရားမဲဒီစေပညာစွမ်းအားအံ့ဩနှပန်းဖြစ်ကြရလေ၏ချီးကျူး၏မဆုံးဖြစ်ကြရ၏ဆရာလေးကိုမြင့်သည်မမဲစာအားတင်းကျပ်စွာပွေ့ဖက်လျက်ကိုမြင့်ရှိနေသည်ဘယ်လိုမိစ္ဆာမျိုးမှဂယုဆိုင်เสียမလိုပါဘူးမမဲစာလေးရဲ့ကြွမနိုင်ကြည်မီးနဲ့ရှို့ဆိုတာလိုကိုမြင့်ကိုလုံမရလို့ဒင်းတို့ကမမဲစာကိုတိုက်မွေနဲ့အသေးချတာတွေ့ကြသေးတာပါအလှဲ့ကြရင်မနှွဲ့ကြစတဲ့ဟဲ့ဟုအန်ကျိတ်ကကျိမ်းမောင်းလိုက်လေတော့၏ထိုအဖြစ်ပြများဖြစ်ပွားပြီးနောက်လာနေငယ်ကြားတွင်ဆရာလေးကိုမြင့်နှင့်မမဲစာတို့သည်လူကြီးမိဘများ၏သဘောတူညီချက်ဖြင့်
လက်ထရန်စီစဉ်ကြလေ၏မင်္ဂလာအခမ်းဝဲအတွက်လိုအပ်သောပစ္စည်းများအားမြို့တက်၍ဝယ်ရမည်ဖြစ်ရာဆရာလေးကိုမြင့်သည်မဲစေတမ်းမှထွက်လာခဲ့၏မမဲစာသည်ရွာထိပ်အဆန္နာအထိလိုက်ပို့ပေး၏ထိုအချိန်၌မဲစေတမ်းရွာသားတိုင်းခုတ်သမားချို့သည်ရွာထိပ်အဆန္နာရှိမဲစေပင်အောက်၌အရိတ်ခို၍အနားယူနေကြလေ၏ထိုကိုင်းခုတ်သမားများနှင့်ငနကြီးဟုသောကိုင်းခုတ်သမားသည်မမဲစာအားတစ်ဖက်သက်ချစ်ကြိုက်နေသူတဦးဖြစ်ပြီးမမဲစာနှင့်ဆရာလေးကိုမြင့်တို့လက်ထပ်တော်မည်ဟုသည်တရင်အားကြားရသည့်နေ့မှစကားအရက်ကိုနေ့စဉ်ရက်ဆက်ဆိုသလိုလူမှန်းသူမှန်းမသိအောင်တောက်နေသူဖြစ်၏ဆရာလေးကိုမြင့်နှင့်မမဲစာအားအတူရှင်တွဲလျက်တွေ့လိုက်ရသောငနကြီးသည်မခံကျင်စိတ်ဖြင့်တောက်တစ်ချက်ခောက်ကမျက်နှာလွှဲလိုက်လေ၏တို့ရာတွင်ရုပ်ကြီးဆိုသလိုပင်ငနကြီးမျက်လုံးများသည်ကြောင်တောင်တောင်ဖြစ်လာ၏ငနကြီးကိုခန္ဓာတစ်ခုလုံးသည်အစုံတရာဝင်ပူးသည့်အလားတက်ဆက်ဆက်တုန်ခါလာ၏ငနကြီးသည်တက်ကြွကြွမြည်အောင်အန်ကျိတ်လျက်ထိုင်နေရာမှရုတ်တရက်ထကာဆရာလေးကိုမြင့်နှင့်မမဲစာရှိရသောဝုန်းကနေပြေးထွက်သွားလေ၏ရုတ်တရက်ပြေးဝင်လာသောငနကြီးအားမြင်လိုက်ရသောဆရာလေးကိုမြင့်သည်ကြောင်တောင်တောင်ဖြစ်သွား၏ဇဝေဇဝါဖြစ်သွား၏ငနကြီးသည်အလှဲ့ကြမနွယ်စရန်နေလားသေပေရောဟုဝမ်းကောင်းတန်ကြီးဖြင့်အော်ဟစ်လျက်ခါးကြားတွင်ထိုးထားသည့်ကိုင်းခုတ်ဓမ္မကိုထုတ်ကာဆရာလေးကိုမြင့်နှင့်မမဲစာအားကုန်လွှဲ၍စင့်ကာခုတ်ချလိုက်သောငနကြီးဓာချက်များအောက်၌ဝိတန်ရဲရဲဖြင့်လဲကျသွားတော်၏တတိကောင်းသောငနကြီးအပေါင်းဖော်ကိုင်းခုတ်သမားများသည်ငနကြီးအားဝင်လုံး၍ဖမ်းဆီးကြ၏အသင်ပါလာသောကျိုးများဖြင့်တုတ်နှောင်ကြ၏ကံဆိုးလှရှာသောမမဲစာလေးမှမူငနကြီးဓာချက်များကြောင့်ထိုနေရာ၌ပင်အသက်ပြောက်ခံရပြီဖြစ်၏ကျိုးဖြင့်အတုတ်ခံထားရသည့်တိုင်ငနကြီးသည်တကိုယ်လုံးတုံခါလှဲ့မှငါတို့ကိုမတရားနှိပ်စက်ခဲ့တာအခုတွေ့ပြီမဟုတ်လားနင့်ကိုလုံမရလို့နင်းနဲ့ပတ်သက်တဲ့လူကိုလှုပ်တာဟေပထမအကြိမ်တိုက်မွေနဲ့မွေတိုက်တာလဲငါပဲအဲ့ဒီတော့ကနင်းအချိန်မီသွားလို့မဲစာမအသက်ရှင်သွားတာအခုတော့ဘာတတ်နိုင်သေးလဲဆရာဆိုတဲ့အကောင်ရဲ့ဟုပြောဆိုနေလေ၏ငနကြီးမှပြောနေခြင်းဖြစ်သည့်တိုင်ငနကြီးပါးစပ်မှထွက်လာသောအတန်သည်ငနကြီးမူရင်းတန်မဟုတ်ဘဲမိမတယောက်၏အတန်မျိုးထွက်နေသည်မှအံ့ဩဝယ်ကောင်းလာ၏အချိန်တွေကိုရိတ်စားမိသောဆရာလေးကိုမြင့်သည်ငနကြီးငယ်တဲ့နေရာအားလက်ဝါးဖြင့်ပုတ်၍ဝင်ပူးနေသည့်မိစ္ဆာ၏ပညာအမောက်အားချိုးကာအသေးတက်ရန်ကြံ၍လာ၏တို့ရာတွင်ပယောဂဆွဲမှန်သမျှအပေါ်၌၎င်း၏မစင်မချင်းနှိပ်စက်ခဲမှုများအပေါ်နောင်တရလျက်စိတ်လျှော့ချလိုက်လေ၏ထို့နောက်ငနကြီးနဖူးနေရာအားအမိတ်ပြန်၍ပုတ်လိုက်ရာဝင်ပူးနေသည့်မိစ္ဆာသည်ပြန်၍ထွက်သွားလေ၏ပင်ကိုယ်သည်ပြန်ရလာသောငနကြီးသည်ချုံဝဲချငိုကြွေးလျက်၎င်းနေဖြင့်ဘာဆိုဘာမှမသိခဲ့ရပါကြောင်းရှင်းပြတောင်းပန်၏တို့ရာတွင်မျက်မြင်လူသက်တရခန့်ဖြစ်သောငနကြီးအားဖမ်းဆီး၍ရဲစခန်းသို့ပို့ဆောင်လိုက်ကြ၏ကွယ်လွန်သူမမဲစာလေးအားရည်စူး၍မဲစတန်းရှိရွာဦးကျောင်း၌ရက်လက်ဆွန်းတို့ကကုသိုလ်အဖို့ဘာကားအားအမျှပေးဝေခဲ့၏ဦးစင်လည်းရွှေညောပညာခံယူထားသူတယောက်ပါပဲဆရာလေးငယ်စဉ်တုန်းကတော့ပယောဂဆွဲတွေအကြိမ်ကြိမ်ကုသပေးခဲ့ဘူးတာပေါ့အခုအသက်အရွယ်ကြီးလာတာမို့မကုပြတော့ဒါပဲဒါကဆရာလေးကိုမြင့်ဦးကိုဦးစင်အထူးမှားလိုတာကတော့ကုသိုလ်ဖြစ်စေတဲ့အလုပ်မှာအကုသိုလ်မပါပါစေနဲ့မေတ္တာကိုအခြေခံပြီးသာကုသပါနောက်တစ်ချက်ကသွားစဉ်လာစဉ်အချိန်တွေမှာမိမိနဲ့မိသားစုအတွက်အန္တရာယ်ဖြစ်စေတဲ့မိစ္ဆာဆက်ဟူသမျှပြက်စီဆိုပြီးဆက်ဖြတ်ဖို့ဦးစင်တိုက်တွန်းကြပါတယ်ဒါကပညာယူထားလို့လုံနေပေမဲ့ဒါကမိသားစုကပညာမယူထားရင်ဒါကလိုအပြည့်အဝဘယ်လုံနိုင်မှမလဲသွားလာဆက်ဖြတ်ထားတော့လုံနာဖို့ဒါကလေအခုအဖြစ်ဆိုးကိုတန်ဝေကယူပြီးတတိရှိရှေ့ဆက်လျှောက်ပြီးတော့ဒါကလေးရင်အရာရာဟာအကြောင်းကြောင့်ဖြစ်လာရတဲ့အကျိုးတရားတွေပါပဲတပ်ပေတ္တာကမ္မတကာတပ်ပေတ္တာကမ္မတကာဟုရှေလျားစွာမိန့်ကြားလိုက်လေ၏ဒါကတော့ဆရာနစီရေးသားပြုစုထားသောရွှေညောအိဆာတရားမေဒီစေကိုင်းတော်ဂိုင်းမြတ်ကြီးနှင့်သက်ဆိုင်သည့်ဗဟုတုတစာစုများမှနံပါတ်50မဲစေတိုင်းကအလွမ်းပုံမြင့်ဆိုတဲ့အကြောင်းအရာလေးကိုဝေမျှပေးခဲ့တာပဲဖြစ်ပါတယ်ခင်ဗျာ